အရာအားလုံးကိုပိုင်ဆိုင်ထားတဲ့ပင်လယ်ဓမြဘရင်ကြီးဂိုးရော်ဂျာဟာသူမသေးခင်မှာလူတွေအားလုံးကိုစကားတခွန်းပြောခဲ့ပါတယ်။သူရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုလိုချင်ရင်ရှာကြလို့ပြောလာပြီးအဲ့နောက်ပိုင်းမှာလူတွေတော်တော်များများကပင်လယ်ထဲကိုထွက်ကြပါတော့တယ်။တာယာလှပတဲ့ပင်လယ်ပြင်ကြီးမှာရေဝဲကြီးတစ်ခုရှိနေပေမဲ့အဲ့ဒါကိုကျော်လွှားနိုင်တယ်လို့သင်္ဘောတွေကလူတွေကပြောနေကြပါတယ်။ကုန်းပတ်ပေါ်မှာတော့သင်္ဘောသား2ယောက်ကစီပိုင်းကြီးတစ်ခုမျောလာတာကိုတွေ့လိုက်ရပါတယ်။သူတို့ထင်လိုက်တာကဝိုင်းတွေအပြည့်ထည့်ထားတဲ့စီပိုင်းလို့ထင်တာကြောင့်ဆယ်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ချိန်မှာပဲပင်လယ်ဓမြသင်္ဘောတစ်စင်းကသူတို့သင်္ဘောနာကိုကတ်လာတာတွေ့လိုက်ရပြီးအမြန်လေးသတင်းသွားပို့ဖို့လုပ်ရပါတယ်။တစ်ဖက်ကပင်လယ်ဓမြသင်္ဘောမှာတော့ကိုဘီဆိုတဲ့ကလေးတယောက်ကိုဒီပင်လယ်ပြင်ကြီးမှာဘသူကအလှဆုံးလဲလို့မေးနေပြီးကိုဘီလည်းသင်္ဘောကိုဦးဆောင်တဲ့တခင်မကြီးအဗီတာကသာအလှဆုံးပဲလို့ပြန်ဖြေလိုက်ရပါတယ်။အဲ့နောက်မှာတော့အမြောက်တွေနဲ့ပြစ်လာပြီးတစ်ဖက်ကသင်္ဘောပေါ်ကလူတွေကတော့ရိမ့်ထိုးနေကြပါပြီ။ပင်လယ်ဓမြအဖွဲ့တွေလည်းတစ်ဖက်သင်္ဘောပေါ်ကိုတက်လာကြပြီးကိုဘီကတော့သင်္ဘောပေါ်ကိုတက်ရမှကြောက်နေတာကြောင့်မတက်ရဲဖြစ်နေပြီးအဲ့ဒါကိုတွေ့တဲ့အဗီတာလည်းဖင်ကိုကန်ပေးလိုက်ပါတယ်။ဓမြတွေလည်းသင်္ဘောပေါ်ကလူတွေကိုမင်းတို့ကိုတတ်မှမဟုတ်တာကြောင့်ရှိတာတွေအကုန်ထုတ်လို့ပြောလိုက်ပါတယ်။အဲ့ဒါတွေအားလုံးကိုတစ်ဖက်ကကောင်မလေးကနားထောင်နေပြီးခဏနေတော့ပင်လယ်ဓမြသင်္ဘောကိုခုန်တက်သွားပါတယ်။ပင်လယ်ထဲကနေအစဲခံလိုက်ရတဲ့စီပိုင်းကြီးကတော့တိုလောင်ခန်းထဲကိုရောက်နေပြီးကိုဘီကလည်းပစ္စည်းတွေယူဖို့ရောက်လာခဲ့ပါတယ်။အဲ့စီပိုင်းကြီးကိုတွေ့တော့ယူသွားဖို့လုပ်ပေမဲ့တခြားလူတွေရောက်လာပြီးအဲ့ဒါကိုတခင်မကြီးကိုမပေးပဲသူတို့ပဲအထဲမှာရှိတဲ့ဝိုင်းတွေကိုဖောက်တောက်ရအောင်လို့ပြောနေပါတော့တယ်။သူတို့တွေစီပိုင်းကိုခွဲပြီးဝိုင်းကိုတောက်မလို့လုပ်ပေမဲ့အဲ့ထဲကနေလူတစ်ယောက်ထွက်လာပါတယ်။သူထွက်လာတဲ့အချိန်ကြောင့်တယောက်ကတော့တလိလစ်သွားပြီးကျန်တစ်ယောက်လည်းသွားတိုက်ပေမဲ့သူတို့မနိုင်မှန်းသိတာကြောင့်ပြန်ပြေးသွားကြရပါတယ်။စီပိုင်းထဲကနေထွက်လာတဲ့ကောင်လေးလေသူ့နာမည်ကမန်ဂီဒီလူဖီလို့ခေါ်ကြောင်းကိုဘီကိုပြပြလိုက်ပါတယ်။ကိုဘီကတော့မင်းဒီကနေအမြင်လေးထွက်သွားတဲ့တယ်လို့ပြောနေပေမဲ့လူဖီကတော့နားမထောင်ပဲဗိုက်စားတယ်လို့ပြောပြီးကိုဘီခေါ်ရင်တိုးလောင်စီကိုရောက်လာပါတော့တယ်။တိုးလောင်ထဲမှာရှိတဲ့အစားအစာတွေကိုတဝါတပြဲကြီးစားတောက်နေပြီးအဲ့ချိန်မှာကိုဘီလည်းဓမြတွေကိုဘယ်လိုချလိုက်တာလဲလို့မေးလာပါတယ်။လူဖီကတော့ပြန်မဖြေလာပါဘူး။ဒါကဘယ်နေရာလဲလို့လူဖီမေးလိုက်တော့ဒါကသခင်မကြီးတခြားသင်္ဘောကိုဓမြတိုက်နေတဲ့နေရာလို့ပြောလိုက်ပါတယ်။ကိုဘီကိုလည်းမင်းကပင်လယ်ဓမြအဖွဲ့ကိုဘယ်လိုရောက်လာတာလဲလို့မေးလိုက်တော့တနေ့မှသူငါးဖမ်းသွားမို့လုပ်နေတော့သူစီးနေတဲ့လှေကပင်လယ်ဓမြလေဖြစ်နေတာကြောင့်သူ့ကိုဓမြတွေကသူတို့နဲ့အတူခေါ်သွားတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ထွက်မပြေးဘူးလားလို့မေးလာတော့သခင်မကြီးကိုကြောက်တာကြောင့်မပြေးရဘူးလို့ပြောလာပါတယ်။တစ်ဖက်ကလူဖီရဲ့လက်သီးစာကိုမိလိုက်ရတဲ့ဓမြတွေလည်းသူတို့ရဲ့သခင်မကြီးကိုသတိပေးလာပါတယ်။စပိုးဆောင်ထဲမှာစားလို့ကောင်းနေတဲ့လူဖီကိုတနေ့ကျရင်ဘာဖြစ်ချင်လဲလို့မေးလိုက်တော့လူဖီလည်းသူကပင်လယ်ဓမြဘရင်ဖြစ်ချင်တယ်လို့ပြောလိုက်ပါတယ်။ကိုဘီကတော့အံ့ဩသွားပြီးပင်လယ်ဓမြဘရင်ဆိုတာပင်လယ်တွေအားလုံးကိုပိုင်ဆိုင်ပြီး One Piece ဆိုတဲ့အရာကြီးကိုရှာတွေ့မှရမှာပါ။ကိုဘီလည်းအဖွဲ့ဝင်ဘယ်နှယောက်ရှိလဲလို့မေးလိုက်တော့တယောက်မှမရှိသေးပါဘူး။အဲ့လိုဆိုရင်ဘလို့မှပင်လယ်ဘရင်မဖြစ်နိုင်ဘူးလို့ပြောပေမဲ့လူဖီကတော့သူတည်တဲ့အထိလက်မလျှော့ဘူးအဲ့စကားကိုကြားလိုက်ရတဲ့ကိုဘီကတော့သူလည်းသူ့ရီမန်းချက်ကိုအကောင့်ထဲဖော်မှာမလို့သူရေတက်ထဲကိုဝင်မယ်လို့လူဖီကိုပြောလာပါတယ်ပြီးတော့ပင်လယ်ဓမြတွေနဲ့တခင်မကြီးအဗီတာကိုဖမ်းမယ်လို့ပြောနေတော့ရှိသေးအဗီတာရောက်ရှိလို့လာပါပြီတခင်မကြီးကကြေးစားမုံဆိုဇိုရိုလို့ထင်ထားတာဖြစ်ပြီးအခုတော့လူဖီကိုတွေ့လိုက်ရတော့လူဖီကိုသူ့ရဲ့တန်တင်းပုံနဲ့တိုက်ပါတော့တယ်ဒါပေမဲ့လူဖီကတော့ကိုဘီကိုခေါ်ပြီးအေးဆေးလေးအပေါ်ကိုခုန်တက်သွားပါတယ်။အပေါ်ကိုရောက်တော့ဓမြတွေအားလုံးကိုကွန်မြူတို့ရဲ့ rocket အစွမ်းနဲ့ကျုံးပေးလိုက်တာကြောင့်ဓမြတွေမထနိုင်တော့ပါဘူး။အဲ့ချိန်မှာပဲအဗီတာရောက်လာပြီးမင်းကနဆိုးအသီးကိုစားလိုက်တာလားလို့မေးလာပါတယ်။နဆိုးအသီးကိုကြားပဲကြားဘူးခဲ့ပြီးတကယ်ရှိတယ်ဆိုတာကိုတော့သူမှမသိခဲ့ပါဘူး။အခုတော့မျက်မြင်တွေ့လိုက်ရပြီမို့သူ့ရဲ့တန်တင်းပုံနဲ့ရိုက်ချလိုက်ပါတယ်။ဒါပေမဲ့အလောက်ကတော့လူဖီကစာမဖွဲ့တာကြောင့်သူ့ကိုကွန်မြူတို့နဲ့ပြန်ကျွေးလိုက်ခါတစ်ဖက်ကိုလွန့်ထွက်သွားအောင်လုပ်လိုက်ပါတယ်။ရေတပ်ကသူတွေလည်းရောက်လာကြပြီမို့လူဖီနဲ့ကိုဘီလည်းလှေတစ်စီးနဲ့ပြေးကြပါပြီ။အခုတော့ကျေးစားမုံဆိုဇိုရိုဆိုတဲ့သူကိုစိတ်ဝင်စားတာကြောင့်ကိုဘီကိုဇိုရိုရဲ့အကြောင်းမေးကြည့်လိုက်တော့ဇိုရိုကကြောက်စရာကောင်းတဲ့သူပဲလို့ပြောလာပါတယ်။ဒီလိုနဲ့သူတို့တွေရေတပ်စခန်းကိုရောက်လာကြပြီးမြို့ထဲမှာဇိုရိုရဲ့အကြောင်းလေးများသိရမလားလို့စုံစမ်းလိုက်ပေမဲ့လူတွေအားလုံးကဇိုရိုရဲ့နာမည်ကိုကြားတာနဲ့ရှောင်သွားကြပါတယ်။ဇိုရိုကတကယ်ကြောက်စရာကောင်းတာပဲလို့ကိုဘီတွေးနေပြီးဒီနေရာမှာရေတပ်အရာရှိကြီးမော်ဂန်ရှိတာပဲလို့လူဖီကိုပြောလိုက်ပေမဲ့ဘေးနားမှာရှိနေတဲ့ဈေးသည်တွေကရှောင်သွားကြပါတယ်။ကိုဘီလည်းဇိုရိုကကြေးစားမှုဆိုမို့လူတွေကကြောက်တာကိုလက်ခံနိုင်ပေမဲ့မော်ဂန်ကိုဘာလို့ကြောက်လဲဆိုတာကိုတော့မသိပါဘူး။ဒီလိုနဲ့နောက်ဆုံးမှာတော့ရေတပ်စခန်းအရှိကိုရောက်လာပြီးဇိုရိုများရှိမလားလို့ရှာဖွေကြည့်လိုက်တော့တိုင်မှာကြိုးချီခံထားရတဲ့ဇိုရိုကိုတွေ့လိုက်ရပါတယ်။ကိုဘီလည်းဇိုရိုကိုမြင်တော့ကြောက်နေပြီးနဘေးမှာရှိတဲ့လူဖီကတော့ဇိုရိုကိုကြိုးသွားဖြီးပေးကြရအောင်လို့ပြောနေပါတယ်။
အခဏမှာပဲသူတို့ဘေးနားမှာကောင်မလေးတယောက်ပေါ်လာပြီးဇိုရိုစီကိုရှောက်သွားလိုက်ပါတယ်ဇိုရိုရှိကိုရောက်တော့သူမပထမဆုံးလှုပ်ထားတဲ့ထမင်းစုပ်လေးတွေကိုမြည်ဆန်းကြည့်ပါအောင်လို့ကြွေးပေမဲ့ဇိုရိုကမစားပါဘူးအဲ့အချိန်မှာပဲဇိုရိုကိုဖမ်းထားတဲ့လူတွေရောက်လာပြီးအပြစ်သားကိုကူညီတဲ့ဘသူမဆိုကြိုးပေးခံရမယ်လို့ပြောလာပါတယ်ကလေးမလေးယူလာတဲ့ထမင်းစုပ်ကိုလည်းခြေထောက်နဲ့နင်းချေကကလေးမလေးကိုအဝေးကိုလွှင့်ပစ်လိုက်ပါတယ်လူဖီအဲ့ကနေပြန်လာတော့ကိုဘီလည်းဇိုရိုကသူများတွေပြောသလိုလူဆိုးကြီးဖြစ်မဲ့ပုံလည်းမပေါ်ပါလားလို့ကလေးမလေးကိုပြောလာတော့ကလေးမလေးလည်းဇိုရိုအဖမ်းခံရတာသူ့ကြောင့်မှလို့ပြောလာပါတယ်တနေ့မှာမော်ဂန်ရဲ့သားကခွေးကြောင်နေပြီးအဲ့ခွေးကသူမတို့ဆိုင်ထဲမှာရှိတဲ့ထမင်းတွေကိုလာစားနေတာကြောင့်ကလေးမလေးကသွားရိုက်လိုက်ပါတယ်။အဲ့ဒါကိုတွေးတဲ့သူ့ရဲ့သခင်ကတော့ကလေးမလေးကိုအခုချက်ချင်းပဲတက်ခိုင်းလိုက်လို့ရတယ်လို့ချိန်ဆောင်နေစင်မှာပဲဇိုရိုရောက်လာပြီးစောက်ခွက်ကိုတစ်ချက်ထိုးပေးလိုက်ပါတယ်။အဲ့နောက်မှာတော့ဇိုရိုနဲ့အပေးယူတစ်ခုလောက်ခဲ့ပြီးဇိုရိုဒါတလားတိတိအစားမစားပဲနေနိုင်ရင်ကလေးမလေးကိုလွတ်ပေးမယ်လို့ပြောလာပါတော့တယ်။ဇိုရိုလည်းသဘောတူခဲ့ပြီးအဲ့ဒီအစားလို့အဖမ်းခံခဲ့ရတာအခုဆိုရင်ရက်ပေါင်း10ရက်သာကျန်ရှိတော့တယ်။တစ်ဖက်ကမော်ဂန်ကတော့ဒီလအတွက်အခွန်တွေရတာကနည်းနေတာကြောင့်ဘလို့ဖြစ်ရတာလဲလို့တပ်သားတယောက်ကိုမေးနေတော့မှသူသားရောက်လာပြီးလူတယောက်ကိုတပ်ပေးဖို့တောင်းဆိုလာခဲ့ပါတယ်။တစ်ဖက်ကလူဖီကတော့ဇိုရိုနဲ့သွားတွေ့ပြီးဇိုရိုကိုလွတ်ပေးမှမို့ငါပင်လေဓမြအဖွဲ့တွေကိုဝင်လို့သွားကမ်းလန်းပေမဲ့ဇိုရိုကညင်လိုက်ပါတယ်။ဒါပေမဲ့လူဖီကတော့ဇိုရိုကအဖွဲ့တွေကိုဝင်ရမယ်လို့ပြောပြီးဇိုရိုရဲ့ဓာတ်ကိုရှာဖို့ထွက်သွားပါတယ်။ကြောက်ရွံ့ထုကြီးကိုတစ်ချက်တောင်မထိမိစေဖို့သူ့ရဲ့တပည့်တွေကိုအမိန်ပေးနေပြီးဒီကြောက်ရွံ့ကိုအပီးတက်ဖို့နှင်းနဲ့ချီပြီးကြာခဲ့တယ်လို့ပြောနေပါတယ်။အဲ့အချိန်မှာပဲသူတို့ရှိကိုလူဖီရောက်လာပြီးမော်ဂန်ရဲ့သားကိုတွေ့လိုက်ရတာကြောင့်အတွင်းဆွဲခေါ်သွားကဇိုရိုရဲ့ဓာတ်ဗမာလဲလို့မေးလာပါတော့တယ်။မော်ဂန်ရဲ့သားလည်းဓာတ်ကသူ့ရဲ့အခန်းထဲမှာပြောပြီးလူဖီလည်းမြန်မြန်လေးသွားယူကကွင်းထဲကိုအရှိန်နဲ့ဝင်လာရပါတယ်။ကွင်းထဲမှာတော့ဇိုရိုရှိကိုမော်ဂန်ရောက်လာပြီးတနက်တွေနဲ့ပြစ်ဖို့လှုပ်လာပေမဲ့လူဖီရောက်လာပြီးကာကွယ်လိုက်တာကြောင့်ဇိုရိုလည်းအံ့ဩသွားပါတော့တယ်။လူဖီကတော့ဇိုရိုကိုအခုဒီမှာရေတပ်သားတွေရဲ့ဓာတ်နဲ့ခေါင်းဖြတ်ခံမလားဒါမှမဟုတ်သူ့ရဲ့ပင်လယ်ဓမြအဖွဲ့တွေဝင်မလားလို့မေးလာတော့ဇိုရိုလည်းအဖွဲ့တွေဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရေတပ်သားတွေလည်းလူဖီကိုတိုက်ခိုက်ဖို့ရောက်လာကြပြီးအဲ့ချိန်မှာဇိုရိုလည်းသူ့ရဲ့ဓာတ်နဲ့ရေတပ်သားတွေကိုတားလိုက်ပါတယ်။တစ်ချက်တောင်မလုပ်ရတဲ့ရေတပ်သားတွေကိုသူ့ရဲ့ဂွန်မြူတို့အစွမ်းနဲ့ရိုက်ချပစ်လိုက်တော့အားလုံးမှောက်ကုန်ကြပါတော့တယ်။အဲ့ဒါကိုတွေ့လိုက်ရတဲ့မော်ဂန်လည်းလူဖီကိုတွားတိုက်မယ်လို့ပြောပြီးတွားတိုက်ပေမဲ့လူဖီရဲ့ရော်ဘာအစွမ်းကိုဘလို့မှရှင်လို့မရနေပါဘူး။အားလုံးအပြင်မှာတိုက်ပွဲတွေဖြစ်နေပေမဲ့အဲ့ဒါကိုအခွင့်အရေးယူပြီးအထဲမှာရှိနေတဲ့ပစ္စည်းတွေကိုကောင်မလေးတယောက်ကလိုက်ယူနေခဲ့ပါတယ်။ထမင်းမစားရတာကြာပြီဖြစ်တဲ့ဇိုရိုတယောက်ဘိုက်ကားသွားအောင်စားနေခဲ့ပြီးလူဖီကိုလည်းမင်းမအဖွဲ့ဝင်ဘယ်နှယောက်ရှိလဲလို့မေးလာပါတယ်လူဖီကတော့အခုလောလောဆယ်တော့အဖွဲ့ဝင်2ယောက်ပဲရှိကြောင်းနဲ့ပြီးမှထပ်များလာမှာပေါ့လို့ပြောလာပါတော့တယ်ကိုဘီလည်းအခုဘယ်ကိုဆက်သွားကြဖို့စဉ်းစားထားလဲလို့မေးလိုက်တော့လူဖီလည်း Grand Line ကိုသွားကြမှာလို့ပြောလိုက်ပါတယ်သူတို့တွေစကားကောင်းနေတော့မှရေတပ်ကလူတွေရောက်လာပြီးမင်းတို့ကငါတို့မျိုးကိုကယ်ပေးခဲ့ပေမဲ့ငါတို့ကရေတပ်သားတွေဖြစ်တာကြောင့်မင်းတို့ကိုနှင်ထုတ်ရမယ်လို့ပြောလာပါတယ်လူဖီတို့ထွက်သွားကြတော့ကိုဘီလည်းကျွန်တော်ကိုရေတပ်ထဲဝင်ခွင့်ပေးဖို့ပြောလာပါတယ်အဲ့လိုနဲ့ကိုဘီကရေတပ်သားဖြစ်သွားခဲ့ပြီးလူဖီတို့ကတော့ကန်ကနေမထွက်ခင်မှာအထုပ်ပိုးတွေကိုပြင်ဆင်ကဇိုရိုနဲ့အတူ Grand Line ကိုထွက်ခွာသွားခဲ့ပါတယ်အဲ့ဒါကိုကြည့်နေတဲ့ကိုဘီကတော့ဝမ်းနဲ့နေပြီးကျန်တဲ့ရေတပ်သားတွေကလည်းသူတို့ကပင်လယ်ဓမြကိုလွတ်မြောက်ခွင့်ပေးလိုက်တာကြောင့်ဒီနေ့ကစပြီး3ရက်အထိထမင်းမစားပဲကိုဘာကိုအပြစ်ပေးမယ်လို့သူ့အဖွဲ့သားတွေကိုပြောလိုက်ပါတယ်လေပေါ်မှာရှိတဲ့ဇိုရိုကတော့ပင်လယ်ဓမြဘရင်ဘာလို့ဖြစ်ချင်ရတာလဲလို့မေးလိုက်တော့သူကလူတယောက်ကိုဂရီပေးထားတာကြောင့်အဲ့ဒါကိုဖြစ်အောင်လုပ်မှာပါ